မင်္ဂလာပါရှင်။နေဦးသတင်းချန်နယ်နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။စစ်တပ်ကျင်းလွန်တဲ့ဆရာဆွေးမွေးတဲ့လူသားမျိုးနွယ်ပေါ်ပြစ်မှုတွေအတွက်အရေးယူပေးရန်ကုလာနဲ့ ICC ပါဝင်နိုင်ငံတကာကို NUG တောင်းဆိုလူပေါင်း3000ခန့်သေဆုံးခဲ့အများဦးစေုံတိုက်ခိုက်ခဲ့ရမှုမှာဂျပန်စစ်တပ်ကျူးလွန်ခဲ့တဲ့ဆရာဆွေးမှုအတွက်ကြောင်းရေးယူစာပေးဖို့ကုလလုံခြုံရေးကောင်စီနဲ့နိုင်ငံတကာရာဇဝတ်တရားရုံး ICC ပါဝင်နိုင်ငံတကာအဖွဲ့အစည်းကိုမြို့သားညွေဆိုရ NUG ကတောင်းဆိုလိုက်ပါတယ်။ရခိုင်ပြည်နယ်မြောက်မြို့စေုံကိုအာဏာသိမ်းစစ်တပ်ရည်ရွယ်ချက်ရှိရှိနေကြောင်းတိုက်ခိုက်မှုပေါ်ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုံချရလို့လည်း NUG ကထုတ်ပြန်နေ။ရခိုင်ပြည်နယ်မြောက်ဦးမြောက်ခိုင်ပြည်သူ့စေုံကြီးပုံကျဲတိုက်ခိုက်ခဲ့မှုမှာထိခိုက်ဆုံးရှုံးခဲ့ပြည်သူလူထုအလုံးအတွက်တရားမျှတမှုပြန်လည်ရရှိကိုရခိုင်ပြည်သူလူထုနဲ့သူသက်ဆိုင်ရာအဖွဲ့အစည်းနဲ့တူလက်တွဲပြီးဆက်လက်ကြိုးပမ်းဆောင်သွားမည်ဖြစ်ကြောင်းကတိပြုအပ်တယ်လို့မြို့သားညွေဆိုရ NUG ကဆိုတယ်။ဒါအပြင်တရားရသူတွေကိုအချိန်မီပေးကင်းလုံခြုံစွာစိတ်ကူးတမှုပေးနိုင်ဖို့အတွက်နိုင်ငံတကာလူသားချင်းစာနာမှုအဖွဲ့အစည်းကိုညီပေးနိုင်ရေးအများဆုံးဆောင်ရွက်ပေးဖို့လည်းတောင်းဆိုထားပါတယ်။အလားတူရက်သားပြည်သူတွေရဖန်ဆောင်တွေနဲ့လူသားချင်းစာနာမှုဆိုင်ရာပြစ်မှတ်တွေပေါ်ဂျပန်စစ်တပ်ရွေးချက်ရှိရှိတိုက်ခိုက်နေမှုအလုံးကိုချက်ချင်းအဆုံးသတ်နိုင်မှုထိရောက်ပြင်းထန်တဲ့ဖိအားပေးဆောင်ရွက်မှုအရေးယူမှုတွေအများဆုံးလုံးဆောင်မှုလိုအပ်ကြောင်းလည်း NUG ရဲ့ထုတ်ပြန်ချက်မှာဆိုထားပါတယ်။မြောက်စေရုံကိုစစ်တပ်ပုံကျဲတိုက်ခိုက်မှုနိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေနဲ့လူ့ခွင့်ဆိုင်ရာဥပဒေရဲ့အခြေခံမှုတွေကိုချိုးဖောက်တဲ့အစိုးရဆောင်ဆရာဆွေးမှုလူစုလိုက်ပြုံလိုက်တပ်ဖြတ်မှုဖြစ်တယ်လို့ဂျနီဗာကွန်ဗင်းရှင်းရလေးစားကာကွယ်ရမယ့်အရက်ဖက်ပြစ်မှတ်ဖြစ်တဲ့စေရုံကိုပြစ်မှတ်ထားတိုက်ခိုက်တာအပြည်ဆိုင်ရာရာဇဝတ်မှုမြောက်တယ်လို့ဆိုပါတယ်။စစ်ဘက်နဲ့ရက်ဖက်ပြစ်မှတ်တွေကိုခွဲခြားသိမြင်မိဟုတဲ့အခြေခံမှုကိုဖောက်ဖျက်ခါအပြစ်မဲ့ရက်သားတွေကိုစုလိုက်ပြုံလိုက်တပ်ဖြတ်ခြင်းကလူသားမဆန်တဲ့လုပ်ရပဲဖြစ်တဲ့အမျိုးသားညီညွတ်ရေးဆရာကဤရက်ဆက်ကြမ်းကြုတ်တဲ့လုပ်ရက်ကိုစေအုပ်စုကမြန်မာနိုင်ငံအနှံ့ကျန်းမာရေးဆောင်ရှောက်မှုကဏ္ဍအဆောက်အဦတွေပေါ်တိုက်ခိုက်မှုပေါင်း1600ကျော်ကျူးလွန်ခဲ့လုပ်ရက်တည်းရဲ့နောက်ဆက်တွဲဖြစ်ရှုမြင်ပြီးပြင်းထန်စွာရှုံချရလို့ NUG ကဆိုပါတယ်။ပြည်ဆိုင်လူ့ခွင့်ရေးနေဖြစ်တဲ့ဒီဇင်ဘာ10ရက်နေ့ည9:00နာရီကျော်ချိန်မှာမြောက်မြို့ရှိရက်သားပြည်သူတွေစေကူတာမှုခံယူနေတဲ့စေယုံကိုအကြမ်းဖက်စစ်တပ်ကပေါင်900ဘုံနှလုံးကျဲချတိုက်ခိုက်တာကြောင့်ပြည်သူ35ဦးသေဆုံးပြီး100နီးပါးထိခိုက်ဒဏ်ရာရခဲ့ကအများအပြားစိုးရိမ်ရတဲ့အခြေအနေမှာရှိနေခဲ့လို့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ဆလဘီငန်းစုမှာအကြမ်းဖက်စစ်ကြောင်းလိုက်လံတိုက်ခိုက်ရာစေအုပ်စုဝေုံတုံကထွက်ပြေးမန္တလေးတိုင်းငန်းစုမြို့နယ်မှာစစ်ကြောင်းထိုးထွက်လာတဲ့ဂျပန်စေအုပ်စုကိုလိုက်လံတိုက်ခိုက်မှာဂျပန်စစ်သားနဲ့ပြူစောတိထိခိုက်ဒဏ်ရာပြီးဝေုံတုံကဆုတ်ပြေးသွားကြောင်း TGYF ကိုင်လာ Counter Revolution and Saka သတင်းထုတ်ပြန်နေဒီဇင်ဘာလ4ရက်နေ့မနက်ပိုင်းကငန်းစုမြို့တောင်ဘက် GRC စစ်ကြောင်းထိုးလာအင်အား100ခန့်ပါအကြမ်းဖက်စစ်ကြောင်းနဲ့စေအုပ်စုစီဆုတ်ခွာသွားပြီးတက်ဆွဲနေတဲ့နေရာတွေမှာတော်လှန်ရေးတပ်တွေဒရုန်းလက်နက်ကြီးနဲ့လိုက်လံတိုက်ခိုက်ခဲ့တဲ့ပထမဆုံးအနေနဲ့လေဝွန်းကုန်းကြီးကိုဂျပန်စေအုပ်စုရောက်ရှိလာချိန်တော်လှန်ရေးတပ်တွေက60မမပြောင်းရှင်တဲ့ဘုံသီးသုံးလုံးပစ်ခတ်ရင် Fit Win Drone နဲ့ပါ70-100ဘုံသီးနှလုံးကျဲချတိုက်ခိုက်မှာစေအုပ်စုဝေုံတုံကထွက်ပြေးကုန်တယ်လို့လည်းသိရတယ်။တိုက်ခိုက်ခံလိုက်ရတဲ့စေအုပ်စုကမကျေနပ်တဲ့အတွက်လက်ဝင်းကုန်းကျဘက်ကနေမကြီးကျဘက်မှရှယ်တာလောက်ကင်တဲ့နေရာကိုဒရုန်းတွေနဲ့ပုံကျဲတိုက်ခိုက်ခဲ့လို့သိရပါတယ်။အဲဒီနောက်နေ့လယ်ဘက်မှာလည်းဝင်းကုန်းကျကနေငန်းစုံမြို့ဘက်ကိုစေအုပ်စုတွေပြန်လည်ထွက်ခွာသွားခဲ့ပြီးမြို့နယ်အနီးဆုံးဖြစ်တဲ့ညောင်ချင်းရွာစာတင်ကျောင်းနဲ့တက်ဆွဲနေချိန်တော်လေးတဖွဲ့တွေကနောက်တစ်ကြိမ်ဒရုန်းတွေ60မမပုံသေးနဲ့တိုက်ခိုက်ခဲ့သေးကြောင်း TGYF ကိုင်လာ Counter Revolution and Saka ပြောတဲ့ဒီအခါမှာဂျပန်စစ်တပ်ဘက်ကလည်းလက်နက်ကြီးလက်နက်ငယ်နဲ့ပြန်လည်ပစ်ခတ်ဝေုံတုံကဆုတ်ပြေးခဲ့ကြောင်းသိရတယ်။တိုက်ပွဲကတရက်ထဲနဲ့ချိန်ဖြစ်ခဲ့ရပါမနက်ပိုင်းကလည်းဝင်းကုန်းရွာမှာဖြစ်ခဲ့တဲ့ညနေ4နာရီလောက်ကြာငန်းစုံမြို့တောင်ဘက်ကလျက်ကြောက်ကျင်းရွာထိုင်စကန်ကို60မမနဲ့ဒရုန်းနဲ့ပုံကျဲသွားခဲ့တယ်။ရုံးတုံးကပြေးနေ9កောင်လောက်ရှိမပြေးနိုင်တဲ့2កောင်လောက်ထည့်ရလို့သိရတယ်။စေအုပ်စုထိခိုက်တဲ့စင်းကိုတော့ TGYF ကိုင်လာ Counter Revolution and Saka ကထုတ်ပြန်တာမျိုးမရှိသေးတာကြောင့်တိကျအတည်ပြုနိုင်ခြင်းတော့မရှိပါဘူး။အဆိုပါတိုက်ခိုက်မှုကိုမြင်းချန်ခရိုင် MST တိုင်ဖြစ်တဲ့ TGYF ကိုင်လာ Counter Revolution and Saka နဲ့ညီနောင်မဟာမိတ်လက်ရုံတပ်ဖွဲ့တွေဖြစ်တဲ့925ကြောက်ကြတပ်ဖွဲ့တို့ကလုံဆောင်ခဲ့ခြင်းဖြစ်ပြီးတပ်ဖွဲ့ဝင်တွေထိခိုက်မရှိခဲ့ပေမဲ့ Fit Win Drone တစ်စီးကဆုံးရှုံးခဲ့လို့သိရပါတယ်။ဆလဘီရွှေဘုံမှာစပိုင်းရိတ်ဆက်တွေလာလူတဲ့စေအုပ်စုတိုက်ခိုက်ခဲ့ရပြီးလေဦးသေးပစ္စည်းတွေအပိုင်ရှင်ထံပကဖာတွေကပြန်နိုင်ခဲ့စကိုင်းနဲ့ရွှေဘုံမြို့နယ်မှာအရက်သားတောင်သူတွေစီကစပိုင်းရိတ်တွေစက်တွေကိုလူယူတဲ့ဆောင်တဲ့စေအုပ်စုနဲ့ထိတဲ့တိုက်ပွဲဖြစ်ပြီးစစ်သားနဲ့ပြူစောတိတော်တင်ဆောင်ကစပိုင်းရိတ်ဆက်တစ်စီးကိုတောင်သူတွေထံပြန်ပေးနိုင်ခဲ့ကြောင်းရွှေဘုံမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့တာဝန်ရှိသူကပြောပါတယ်ဒီဇင်ဘာလ17ရက်နေ့ညနေပိုင်းကရွှေဘုံမြို့နယ်မြင်းချင်းနဲ့ဇီကုန်းလေးပြူစောတိရွာကနေထွက်ခွာလာအကြမ်းဖက်စစ်သားနဲ့ပြူစောတိဟာနယ်မြေချင်းထိစပ်နေတဲ့မြိုက်ကျွေရနဲ့ကင်းပြကျရတို့ကိုဝင်ရောက်ပြီးလေယာလုပ်ငန်းလုပ်ကိုင်နေသူတွေစီကနေစပိုင်းရိတ်ဆက်နှစ်စီးကိုလူယူဆောင်ခဲ့လို့သိရတယ်။အဲဒီလိုလှုပ်ဆောင်နေခြင်းရွှေဘုံမြို့နယ်ဘက်ကပါတိုက်ခိုက်ရေးအဖွဲ့နဲ့နယ်မြေခံဘက်ကပါတွေဝင်ရောက်တိုက်ခိုက်မှာနှစ်ဖက်ထိတွေ့တိုက်ပွဲတနားရီကြာဖြစ်ပွားပြီးစေအုပ်စုထိခိုက်မှုရှိခဲ့တယ်။ထွက်လို့တာကတော့စစ်ခွေနဲ့ပြိုရ20ကျော်လောက်ရှိပြိုရအတွင်းကကုပစ်ပြရကတော့များတယ်ဒီလိုစပိုင်းရိတ်တဲ့ချိန်မှာသူတို့တွေကထွက်လူနေကြတိုက်ပွဲပြီးဂျပန်စစ်သားနဲ့ပြူစောတိ၄ယောက်သေဆုံးပြီးသူတို့ယူဆောင်သွားတဲ့စပိုင်းရိတ်ဆက်နှစ်စီးတဲ့တစီးနဲ့ဗီဒီယိုတစီးဆိုင်ကတစီးတို့ကိုပကဖတပ်တွေကအရက်သားစီပြန်လဲပေးရနိုင်ခဲ့လို့သိရတယ်။ဒါအပြင်ပကဖတပ်ဖွဲ့ဝင်တွေလည်းထိခိုက်မရှိပြန်လဲဆုတ်ခွာနိုင်ခဲ့ပါတယ်။
ဆလဘီတိတိတ်မှာစစ်ကောင်စီတပ်သားတင်နှုတ်လက်နက်ယူလာပြီး PDF ဆိုလန်းထန်လင်းဝင်ချင်းပြည်နယ်တိတိတ်မျိုးချိန်ဆိုင်ခလာနေ69တိုင်ကစစ်ကောင်စီတပ်သားတင်နှုတ်လင်းဝင်လာကြောင်း PDF ဆိုလန်းကထုတ်ပြန်နေတိတိတ်မျိုးနဲ့တိုင်းငယ်စကန်မှာတာဝန်ကျနေစစ်ကောင်စီပြည်သူ့စစ်မှုနဲ့တပ်သားတင်နှုတ်ကဒီဇင်ဘာ10မှာလက်နက်ခဲအနေနဲ့အတူအလင်းဝင်လာဖြစ်ကြောင်းဖော်ပြပြီးအလင်းဝင်လာတဲ့ပေါ်ကျူဆိုကြောင်းသိပေးပါတယ်တက်ကုန်းမှာလက်ရှိတာဝန်ကျနေတဲ့စကန်မှာကြန့်ရှိနေတဲ့တပ်သားတွေအားလုံးအချိန်မီလင်းဝင်မှုနောက်ဆုံးဖိတ်ခေါ်ခြင်းနဲ့လို့ PDF ဆိုလန်းကထုတ်ပြန်နေအရင်ကလည်းခလာနေ69တိုင်ကစစ်ကောင်စီတပ်သားတွေက PDF ဆိုလန်းတပ်ဖွဲ့စီအလင်းဝင်ရောက်ခဲ့ဖြစ်စဉ်လေးရှိခဲ့ပါတယ်။ PDF ဆိုလန်းတပ်ဖွဲ့ကချင်းကြီးနောင်တပ်ဖွဲ့ဝင်တွေဖြစ်ပြီးတော့လက်ရှိမှာတိတိတ်မြို့နယ်တွင်ထိုးစစ်ဆင်လာစစ်ကောင်စီတပ်ကိုခုခံတိုက်ခိုက်လျက်ရှိပါတယ်။ချင်းမြောက်ပိုင်းဖြစ်တဲ့တိတိတ်နဲ့ဖလန်းမြို့နယ်ကိုစစ်ကောင်စီကယခုနှစ်တွင်အင်အားလုံးရင်းနဲ့ထိုးစစ်ဆင်လာစစ်ကောင်စီတပ်အတွက်အထိနာအောင်တိုက်ခိုက်နိုင်ခဲ့ပြီးလက်နက်ခဲအနေနဲ့စစ်တုံးမှန်နေဖမ်းမိတာကြောင့် PDF ဆိုလန်းစစ်ဦးစီးချုပ်ကိုဂွီတန်ကပြောပါတယ်။ဆလဘီစစ်ကော်မရှင်ရွေးကောက်ပွဲတရားဝင်ဖြစ်လို့မှုကိုရိုက်ချိုးနိုင်မှာတနိုင်ငံလုံးကနေတပြိုင်တည်းပါဝင်ဆင်နွှဲခဲ့ကြအတန်းသိမ်းတပိတ်လှုပ်ရှားမှုနဲ့စစ်အုပ်စုရဲ့တရားမဝင်တွေ့ရရွေးကောက်ပွဲရဲ့ဂုံတိတ်ခါနဲ့တရားဝင်ဖြစ်လို့မှုကိုရိုက်ချိုးနိုင်ခဲ့ပြီးမြို့သားညီညွတ်ရေးဆွေရ NUG ကတတိပေးပါတယ်။ဒီဇင်ဘာလ10ရက်နေ့မှာကြောက်တဲ့ပြည်ပဆိုင်ရာလူခွင့်နေမှာပြုလုပ်တဲ့အတန်းသိမ်းတပိတ်လှုပ်ရှားမှုဟာပြည်သူလူထုရဲ့ပူးပေါင်းပါဝင်တဲ့အောင်မြင်စွာပြီးဆုံးခဲ့တဲ့အတွက်အဲဒီနေ့မှာပဲ NUG ကကွန်ပျူတာဝင်လာပေးပို့ထုတ်ပြန်ခဲ့တာမနက်7:00နာရီကနေညနေ3:00နာရီထိဆိုင်ကန်းတွေကိုပိတ်ထားခြင်းလမ်းတွေပေါ်မှာတွာလာမှုပြုပဲနေမှာတိတ်ဆိတ်စွာနေထိုင်ခြင်းစတဲ့အပြတ်သားနီလန်းနေနဲ့တော်လိုင်းသစ္စာကိုထပ်မံတက်တည်ပြနိုင်ခဲ့ကြတယ်။အတန်းလေးတပိတ်လှုပ်ရှားမှုနဲ့စေအုပ်ဆွေတရားမဝင်တွေ့အောင်ရွေးကောက်ပွဲဟာလူထုဆန္ဒလုံးဝမပေါဝင်ကြောင်းလည်းခိုင်ခိုင်မာဖော်ထုတ်နိုင်ခဲ့ပြီးအတူရောက်ရွေးကောက်ပွဲဂုံတိတ်ခါနဲ့တရားဝင်ဖြစ်လို့မှုကိုရိုက်ချိုးနိုင်ခဲ့ပြီလို့သဝင်လာမှာဖော်ပြတယ်။နိုင်ငံရေးလေးလာသုံးတဲ့သူဦးကြီးမြင့်ကစစ်ကော်မရှင်စိုးမိုးနယ်မြေမှာရွေးကောက်ပွဲကိုတားဆီးနိုင်မှာမဟုတ်ဘူးလို့ပြောတယ်။စစ်ကော်မရှင်၄ရောက်လာပြီးလဲရရလို့ပြောပြီးသား၄ရောက်ပဲလာပြီးလဲရတဲ့အာမှုတရားကိုတားဆီးနိုင်မယ်လို့တော့မထင်ဘူး။မြန်မာနိုင်ငံရွေးကောက်ပွဲဥပဒေထဲမှာမဲပေးပြည်သူများကိုင်းတော့အနည်းဆုံးဘယ်လောက်ရှိမှရွေးကောက်ပွဲထမြောက်တယ်ဆိုတာထည့်သွင်းပြဋ္ဌာန်းထားခြင်းမရှိပါဘူး။ပြည်သူလူထုတွေကလည်းရွေးကောက်ပွဲပေါ်ဆက်ဝင်စားမှုမရှိကြောင်းလို့ပြောဆိုထားကြတယ်။ဒါပေမဲ့လက်ရှိမှာပြည်ပမြန်မာနိုင်ငံသားရှိုးနဲ့စစ်ကော်မရှင်အုပ်ချုပ်ရေးအောက်မှာတည်ရှိတဲ့တက္ကသိုလ်ဒီဂရီကော်ရီကကျောင်းသားကျောင်းသူတွေစီကဆန္ဒမဲလက်မှတ်နဲ့ကြိုတင်မဲတောင်းချရရှိထားတာပါ။ပြည်ကဲနိုဝင်ဘာလမှာတမတ်ကာလအတွင်းလာကြိုတင်ဆန္ဒမဲပေးခဲ့ကြတဲ့တက္ကသိုလ်ကျောင်းသားကျောင်းသူစုစုပေါင်း28,339ဦးရှိရလို့စစ်တပ်ထိန်းချုပ်ထားနိုင်ငံပိုင်ဝါဒဖြန့်သတင်းစာတွေကဖော်ပြခဲ့တယ်။ဒါအပြင်ရွေးကောက်ပွဲအတွက်ပြည်ပမြန်မာနိုင်ငံသားတွေကြိုတင်မဲပေးနိုင်ရေးမြန်မာနိုင်ငံဆိုင်ရာတန်ယုံပါဝင်အမြဲတမ်းကိုယ်စားလှယ်ဖွဲ့ရုံးနဲ့ကောင်စစ်ဝင်ချုပ်ရုံး90တို့မှတမတ်ရက်တွေလိုက်ကြိုတင်မဲပေးတဲ့အစီအစဉ်တွေကိုလှုပ်ဆောင်နေလို့စစ်ကော်မရှင်ကသတင်းထုတ်ပြန်နေမွန်ပြည်လူခွင့်ရေးဖောင်ဒေးရှင်းဒါရိုက်တာနိုင်ရဲမွန်ကအတွေ့အကြုံရွေးကောက်ပွဲစစ်ကော်မရှင်အနေနဲ့သူ့ပြည်သက်နဲ့သူနိုင်ငံရေးတိတ်ခါရှိအရှက်မရှိစွာလှုပ်သွားလိမ့်မယ်လို့ပြောပါတယ်ပြည်သူလူထုတရလုံးရင်ကပြုလုပ်ခဲ့ကြတဲ့အတန်သိမ်းတပိတ်၅ကြိမ်လုံးမှာလဲ Silent Street ဆိုတဲ့အတန်ကြားရုံနဲ့ဆီယနာရှင်တွေကြောက်ရွံ့တုံလုံးလာရတဲ့အထိစုစည်းအရာမှုကိုပြသနိုင်ခဲ့ကြတယ်။မွန်ပြည်ဖက်ဒရယ်ကောင်စီ MFC တရားမဝင်တွေ့ရွေးကောက်ပွဲစန့်ကျင်ကော်မတီဥက္ကဋ္ဌမိသူတာကျော်ကလူထုကိုကြက်ကပြီးပုတ်ပြရွေးကောက်ပွဲလှုပ်လာနိုင်ပေမဲ့လူထုဆန္ဒမပါဝင်ကြောင်းပြရတယ်လို့ပြောပါတယ်။ပြည်တွင်းစစ်ဖြစ်ပွားနေမြန်မာနိုင်ငံမှာစစ်ကော်မရှင်ကအာဏာသိမ်းမှုကိုတရားဝင်ဖြစ်ဖို့ပြည်သူလူထုရဲ့ရွေးကောက်ခံဆိုရတဲ့အဖြစ်ပြောင်းလဲဖွဲ့စည်းနိုင်ရေးအပိုင်း၃ပိုင်းနဲ့ရွေးကောက်ပွဲကျင်းပပြင်ဆင်ထားပါတယ်။ဒါကြောင့်ဒီနှစ်ကုန်ပိုင်းနဲ့နောက်နှစ်စံပိုင်းမှာကျင်းပမယ်အပိုင်းတဲ့နဲ့အပိုင်းနဲ့ထွေထွေရွေးကောက်ပွဲမှာ200မြို့နယ်အတွင်းပြုလုပ်ဖို့စစ်ကော်မရှင်ကပြောင်းစုရွေးကောက်ပွဲကော်မရှင်ကကြေညာခဲ့တယ်။ဒါပေမဲ့အဲ့ဒီ200မြို့နယ်အတွင်းရှိရန်ကုန်တိုင်းနဲ့နေပြည်တော်ကလွှင့်ကြံတိုင်းနဲ့ပြည်နယ်ရှိရက်ကွက်နဲ့ကြားအုပ်စုပေါင်း3000နီးပါးမှလွတ်လပ်ပြီးတရားမျှတရွေးကောက်ပွဲကျင်းပဖို့အခြေအနေမရှိဘူးလို့ဝန်ခံထားပါတယ်။နောက်ဆက်အားပေးကြတဲ့အတွက်အထူးဝင်ကျေးဇူးတင်ရှိပါတယ်